ကောင်လေးကမွေးရပါစပင်တမြင်းမှမရှိဘူးဗျာစပင်တွေပေါက်လာအောင်သူကစပင်ပေါက်စီအထူးတစ်မျိုးကိုတီထွင်လိုက်ပါတော့တယ်အဲ့ဒါကိုလိမ့်လိုက်တာနဲ့စူးစူးဝါးဝါနာကျင်တာကိုခံစားရလို့ချောကလက်ရည်တစ်စွန်းလောက်ထည့်လိုက်တယ်ပြီးမှခေါင်းကိုပြန်လိမ့်လိုက်တယ်ပေါ့နောက်နေ့ရောက်တော့အံ့ဩစရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်လာပါတော့တယ်သူ့အကိုကကောင်လေးရဲ့ဥယျာဉ်ပြားမှာနူးညံ့ပြီးတည်တက်တဲ့စပင်လေးတွေပေါက်လာတာကိုတွေးလိုက်ရတာပေါ့သူ့အဖေကမြင်လိုက်ရတော့ဝမ်းတာလုံးလို့ပျော်မဆုံးဖြစ်နေတာပေါ့3မိနစ်လောက်အတွင်းမှာပဲကောင်လေးရဲ့စပင်တွေကခတ်တိုတိုကယူကစပင်ပုံစံမျိုးကိုရောက်လာပါတော့တယ်နာယီဝက်လောက်ကြာတော့သူ့စပင်တွေကအရင်ကထက်အများကြီးထူလာတယ်ဒါပေမဲ့သူကတော့ဓာပြဿနာတစ်ခုဖြစ်နေတာကိုမသိသေးဘူးဗျစာတင်ချိန်မှာသူ့စပင်တွေကမရက်မနာကိုဆက်ပေါက်နေတာဗျသူ့နောက်မှာထိုင်တဲ့အတန်းဖော်တွေဆိုတာသူ့စပင်ကိုအမြဲတမ်းညှပ်ပြီးနေရတာပေါ့မိန်းကလေးတွေတော့သူ့စပင်နဲ့စော့ခွင့်ရဖို့အချင်းချင်းရန်ဖြစ်နေကြတာဗျတရက်ထင်းတွေကိုသူကစပင်မရှိတဲ့ဘူးကလတ်ကနေလူရိုင်းတယောက်ပုံစံမျိုးဖြစ်သွားတာဗျသူ့စပင်တွေကအဆုံးမရှိစက်တိုက်ကိုပေါက်နေတော့သူ့အမြင်အယုံကိုပိတ်ယုံတာမကစားတောက်တဲ့အခါမှာပါအနှောက်အယှက်ဖြစ်စေတာပေါ့ညဘက်အိတ်တဲ့အခါကျတော့စပင်တွေကိုမျက်နှာချက်ကနေချိတ်ပြီးမှအိတ်ရတာဒီလိုမှမလုပ်ရင်အိတ်တောင်မအိတ်ရဘူးဖြစ်နေတာလေမနေ့တိုင်းသူ့အဖေကပေါင်ရနဲ့ချီတဲ့စပင်တွေကိုညှက်ပေးနေရတာဒါပေမဲ့စပင်ပေါက်တဲ့နှုံကအယမ်းမြန်တော့ဘလို့မှလိုက်မမီဘူးဖြစ်နေတာပေါ့ဒီလိုတွေဖြစ်လာတော့သူ့အတန်းပေါ်တွေကသူ့ကိုဘလူးတကောင်လိုတောင်မြင်နေကြတာပေါ့လီပြင်းတိုက်လိုက်တိုင်းလဲသူကစပင်တွေဆွဲခေါ်ခံရပြီးလမ်းတော်မလျှောက်နိုင်ဘူးဖြစ်နေတာဗျကောင်လေးလဲတောင်းတနေရမှာပုံအောင်ပြီးစပင်မရှိတဲ့အရင်တုန်းကအချိန်တွေကိုပြန်တန်းလာနေမိတော့တာပေါ့ဒီစပင်ရှိရဲ့ဒုက္ခကနေလွတ်မြောက်အောင်လို့သူ့အဖေကသူ့ကိုစပင်အတုစိတ်ယုံကိုခေါ်သွားလိုက်ပါတော့တယ်ညတိုင်းဆိုရင်ကောင်လေးကကွန်ပီယာခါဘက်ပေါ်မှာလှည့်ပြီးအိပ်ရပါတော့တယ်သူ့စပင်တွေကမယုံနိုင်လောက်အောင်မြန်မြန်ဆန်ဆန်ကိုအရန်ကြီးရှိထွက်နေတာနဲ့အလို့သမားတွေကလည်းအဲ့ဒီစပင်တွေကိုအဆက်မပြတ်ဖြတ်လိုက်ဆုလိုက်လုပ်ပြီးစုပ်တန်နေဖြစ်ပြောင်းလဲဖြစ်လိုက်ကြတာပေါ့ဒီလိုနဲ့ပဲကောင်လေးကသူ့စပင်ပြဿနာကိုဖြေရှင်းနိုင်ရုံနဲ့မကပဲသူ့မိသားစုကိုလည်းတညာတဲ့နဲ့ချမ်းသာအောင်ကူညီပေးလိုက်တာပေါ့မင်းသာဆိုရင်အမြဲတမ်းရှည်ထွက်နေမဲ့စပင်မျိုးကိုပိုင်ဆိုင်ချင်မှမလား